Hello မဆိုမှာဒီနေ့တော့မဆိုငါ29လမ်း6465ကျမှရှိရဲမန္တလေးမြို့ရဲ့အကောင်းဆုံးရွှေတောင်တန်းကျေးအိုမှာကျေးအိုတော့ဆာမှာဖြစ်ပါတယ်ဒါကတော့ကျေးအိုအရေးပေါ့နော်ဂျာဇန်ဆန်များအရောလောက်ထားပါတယ်ဝက်သားဝက်ကလီစာအစုံပါတယ်ဝက်အုံနောက်လေးပါတယ်ပေါ့နော်မဆိုကတော့ကျေးဦးဆိုရင်မန္တလေးအရသာရွှေတောင်တန်းကိုပဲအကြိုက်ဆုံးပါဒါကတော့ကျေးဦးစီချက်ပါသူကလည်းဂျာဇန်ဆန်များအရောပဲပေါ့နော်ဒါကတော့ဒီဆိုင်မှာမဆိုအကြိုက်ဆုံးဝက်ကုတ်သားကင်ဖြစ်ပါတယ်ငါးချောင်းပါပါတယ်ဈေးနှုန်းလေးလည်းရေးပေးထားတယ်နော်မဆိုကတော့မန္တလေးသူတွေဖြစ်လို့လားမသိဘူးကျေးဦးအရသာဆိုရင်မန္တလေးအရသာရတယ်ရွှေတောင်တန်းကကျေးဦးကိုပူကြိုက်တယ်ပေါ့နော်အရေးဆိုလေအသားပြုတ်ရည်တွေကတကယ်ပြပြနှစ်နဲ့ပေါ့နော်ကြကြတောက်ကြီးမဟုတ်ဘူးဝက်သားတွေဆိုလေတကယ်ကလီစာတွေရောအစုံပါတယ်ဝက်အုံနောက်ကအစားပါတယ်ပေါ့နော်မန္တလေးအရသာရွှေတောင်တန်းကြီးအိုတော့ပိုကြိုက်ပါတယ်အပြင်အစင်ကတော့အရန်မလှနေဘူးပေါ့နော်အစားတောက်ကတော့ကောင်းပါတယ်ကြည့်ပေးကြရတဲ့ကျေးဇူးတင်ပါတယ်ချစ်တယ်တတာ